အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နာမည်ကတော့ဘုံမင်းခန့်ကဝေစိမ့်ပါဗျာဒီနေ့ကတော့ကျွန်တော်ဘဝရဲ့တိတ်ကိုထူးခြားတဲ့နေ့လေးဆိုလဲမမအောင်ပါဗျာကျွန်တော်ရဲ့ကဘာငယ်လေးကျွန်တော်ရဲ့စัจ java လေးဖြစ်တဲ့ယူရီနဲ့ကျွန်တော်တို့ရဲ့ချစ်သူတက်တန်း6လပြည့်ပြီလို့9လလေးကိုရောက်ရှိနေပါပြီပေါ့နော်ဒီနေ့ကျွန်တော်တို့နှစ်ယောက်ကြားကအမတ်တရားလေးတွေနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြပြရှင်ပါတယ်ဇာတ်လမ်းလေးရဲ့ခေါင်းစဉ်က9လမြောက်ရဲ့နှွေးထွေးဆောင်တဲ့ဆောင်လို့ကျွန်တော်ပေးထားပါတယ်အပိုင်းတစ်ကရှင်တွင်စကားတဲ့ချစ်ဆောင်လေးယူရီကိုပေါမင်းကမှာဒီနေ့ကိုချစ်ဆောင်လေးအတွက်အထူးတလေးပြပြခြင်းနဲ့ဇာတ်လမ်းလေးပေါ့ရှိရဲ့အဲ့ဒါကစာအုပ်တွေကဇာတ်လမ်းလေးမဟုတ်ပဲကိုနဲ့ချစ်ဆောင်လေးရဲ့လက်ရှိဖြစ်တန်းနေရတဲ့အချိန်လေးတွေကြောင့်ပေါ့ကိုနဲ့ချစ်ဆောင်လေးရဲ့တက်တန်းက6လပြည့်ပြီးသွားပြီနော်အခုဆိုရင်9လလေးကိုတော့ခြေချနေပြီကန်နီကမင်းရဲ့စိုးရင်ကြီးတွေကိုကိုတည်ရပေါ့မင်းကတခါလေကြာရင်ဒိတ်ကိုအားငယ်နေတာပဲကိုချစ်တွေကအရင်လုံးမှဟုတ်သေးရလားလို့မင်းအမြဲတမ်းအတွေးလုံးနေရမျိုးလေကိုဘက်ကနည်းနည်းလေးအတန်မာလိုက်ရင်ပဲဖြစ်ဖြစ်အလုံးရှုပ်လို့စာမပြန်နိုင်ရင်ပဲဖြစ်ဖြစ်မင်းနေမှာအလုံးမကြုံဖြစ်နေတာကိုလေကိုနားလေပါရကွာဒါပေမဲ့ချစ်ဆောင်လေးကိုပြပြမယ်နော်ခိုင်မဲခြင်းအတိတ်ပဲဆိုတာကိုတို့ကြားမှာရင်ဖြစ်တာတွေရှိခဲ့တယ်စကားများတာတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီရင်ပွဲတိုင်းမှာအဆုံးမှာတော့ကိုတို့ဘယ်တော့မှလက်မခွဲတောင်းနိုင်ကြဘူးလေအဲ့ဒါဘာကြောင့်လဲသိလားကိုရင်ထဲမှာမင်းကိုအစားထိုးလို့မရတဲ့တူရီတော့သူကချစ်ဆောင်လေးပဲဖြစ်နေလို့လေမင်းကကလေးဆန်တဲ့အချိန်မှာကိုကအလိုလိုက်ရတာပြောသလိုမင်းလူကြီးဆန်နဲ့ပေါ့နော်ကိုဂီယူဆိုင်ပေးတဲ့အခါမှာလေကိုတိတ်ပြီးနှွေးထွေးရပါတယ်ကလေးစကားလေးကိုပါခြင်းနဲ့အဲ့ဒါကြောင့်မင်းစိတ်မပူပါနဲ့တော့အတွေးလွန်ပြီးကိုအားငယ်နေပါနဲ့ကိုကဝေစိမ့်ဆိုတဲ့အတိုင်းမင်းရဲ့အားငယ်မှုတွေကိုပျောက်ကွယ်အောင်လုပ်ပေးနိုင်တဲ့မော်အတက်တွေရှိတယ်အဲ့ဒါကမင်းနားမှာအမြဲတမ်းရှိနေပေးမှာရဲ့မင်းလက်ကိုဘယ်တော့မှလက်မလွတ်တမ်းစောက်ကင်ထားမှာရဲ့9လမြောက်ပါတယ်မဟုတ်ဘူးနောက်တဲ့နှစ်ပေါင်းများစွာထိပေါ့ကွာနောက်ဆုံးကိုပြောချင်တာကချစ်ဆောင်လေးယူရီမင်းကကိုဘွားအတွက်ကဘာပေါ်မှာအလားဆုံးနဲ့တန်ဖိုးထားဆုံးမင်းလေးတယောက်ပါကွာကိုယုံကြည်ပေးပါနော်ကိုတို့ရဲ့ဇာတ်လမ်းလေးတွေကအခုမှစပဲရှိသေးရမို့စိုးရင်စိတ်တွေကိုပေးဖက်ထားပြီးတော့ကွာကိုမင်းကိုအမြဲတမ်းချစ်နေပါအရင်ချစ်စင်နောက်ချစ်စင်လေး